လုပ်ထဲမှာစကားပြန်မလို့ပဲတထဲကိုဘလို့ပြန်ပြောမလဲမလုပ်တတ်ဘူးဆိုလို့ရှိရင်ทำไม่เป็นทำไม่เป็นဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ต้องทำยังไงต้องทำยังไงဘာလုပ်ရမှာလဲဆိုလို့ရှိရင်เนาะต้องทำอะไรဘာကူညီပေးရမလဲဆိုလို့ရှိရင်เนาะมีอะไรให้ช่วยไหมมีอะไรให้ช่วยไหมပြီးပြီလားဆိုလို့ရှိရင်เนาะเสร็จหรือยังเสร็จหรือยังကျွန်တော်ရဲ့အလုပ်မပြီးသေးဆိုလို့ရှိရင်เนาะงานของผมยังไม่เสร็จงานของผมยังไม่เสร็จเดี๋ยวပြီးမှလဲဆိုလို့ရှိရင်เนาะเมื่อไรจะเสร็จเมื่อไรจะเสร็จမလုပ်ဘူးဆိုလို့ရှိရင်เนาะไม่เคยทำไม่เคยทำပြည့်စည်ချလို့မတွေ့ဆိုလို့ရှိရင်เนาะหาของไม่เจอหาของไม่เจอမမိဆိုလို့ရှိရင်เนาะจำไม่ได้จำไม่ได้ไปมาทำလဲဆိုလို့ရှိရင်เนาะไปไว้ตรงไหนไปไว้ตรงไหนဘယ်မှာချထားမလဲဆိုလို့ရှိရင်เนาะวางไว้ตรงไหนวางไว้ตรงไหนဆိုပြောရပါတယ်ဒီလောက်ဆိုရင်เนาะအလုပ်ထဲမှာပြောတဲ့အရှိခံလောက်ကိုနားလည်ထင်ပါတယ်နောက်နေ့ဗီဒီယိုပြဆိုပါမယ်အားလုံးပဲဘိုင်ဘိုင်ပါအလုပ်ထဲမှာစကားပြန်မလို့ပဲတထဲကိုဘလို့ပြန်ပြောမလဲမလုပ်တတ်ဘူးဆိုလို့ရှိရင်ทำไม่เป็นทำไม่เป็นဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ต้องทำยังไงต้องทำยังไงဘာလုပ်ရမှာလဲဆိုလို့ရှိရင်เนาะต้องทำอะไรဘာကူညီပေးရမလဲဆိုလို့ရှိရင်เนาะมีอะไรให้ช่วยไหมมีอะไรให้ช่วยไหมပြီးပြီလားဆိုလို့ရှိရင်เนาะเสร็จหรือยังเสร็จหรือยังကျွန်တော်ရဲ့အလုပ်မပြီးသေးဆိုလို့ရှိရင်เนาะงานของผมยังไม่เสร็จงานของผมยังไม่เสร็จเดี๋ยวပြီးမှလဲဆိုလို့ရှိရင်เนาะเมื่อไรจะเสร็จเมื่อไรจะเสร็จမလုပ်ဘူးဆိုလို့ရှိရင်เนาะไม่เคยทำไม่เคยทำပြည့်စည်ချလို့မတွေ့ဆိုလို့ရှိရင်เนาะหาของไม่เจอหาของไม่เจอမမိဆိုလို့ရှိရင်เนาะจำไม่ได้จำไม่ได้ไปมาทำလဲဆိုလို့ရှိရင်เนาะไปไว้ตรงไหนไปไว้ตรงไหนဘယ်မှာချထားမလဲဆိုလို့ရှိရင်เนาะวางไว้ตรงไหนวางไว้ตรงไหนဆိုပြောရပါတယ်ဒီလောက်ဆိုရင်เนาะအလုပ်ထဲမှာပြောတဲ့အရှိခံလောက်ကိုနားလည်ထင်ပါတယ်နောက်နေ့ဗီဒီယိုပြဆိုပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ